Legend Skin တွေအတွက်အထူးသီးသန့်အရာလေးတွေပဲဖြစ်ပါတယ်မြင်တဲ့အတိုင်းပဲကျွန်တော် joystick တွေအားစပြောင်းလဲသွားမယ်ပြီးပြီဆိုရင်ဒီဘက်က control button တွေအားစအကုန်လုံးပြောင်းလဲသွားမှာပဲဖြစ်ပါတယ်တော်တော်လေးခေါ်တော့တွေးမြင်ရမယ်ပထမဆုံးအနေနဲ့ short တဲကိုသွားပြီးပြီဆိုရင် customization item ဆိုတဲ့တဲ့ကိုဝင်လိုက်ပြအဲ့မှာ radiant kit ဆိုတဲ့ဥစ္စာလေးအစ်စ်ပေါ်လာလိမ့်မယ်အဲ့ဒါလေးကတော့ brother တို့အားလုံးမြင်ကြတဲ့အတိုင်းပဲကျွန်တော် legend skin တွေအတွက်အထူးသီးသန့်အရာလေးတွေပဲဖြစ်ပါတယ်မြင်တဲ့အတိုင်းပဲကျွန်တော် joystick တွေအားစပြောင်းလဲသွားမယ်ပြီးပြီဆိုရင်ဒီဘက်က control button တွေအားစအကုန်လုံးပြောင်းလဲသွားမှာပဲဖြစ်ပါတယ်တော်တော်လေးခေါ်တော့တွေးမြင်ရမယ်ဗျဒါပေမဲ့တခုရှိတာကမြင်တဲ့အတိုင်းပဲ diamond 200နဲ့ရောင်းထားတဲ့ပေါ့နော်ဒါပေမဲ့ diamond 250အဲ့ဒါဟိုမှာ short သိန်းနဲ့ diamond 200နဲ့ရောင်းထားတာဗျဆိုတော့မို့ရောင်းထားတဲ့ item ကတော့မြင်တဲ့အတိုင်းပဲ4ခုရှိတယ်ကျွန်တော် Johnson အတွက်ရှိမယ်ပြီးပြီဆိုတာနဲ့ Saber အတွက်ရှိမယ်ပြီးပြီဆိုတာနဲ့ကျွန်တော် Alpha အတွက်ရှိမယ်ဗျပြီးပြီဆိုတာနဲ့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော် Freer Legend Skin အတွက်ရှိမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာဒီ4ခုလုံးကိုဝယ်မယ်ပြီးပြီဆိုတာနဲ့ဘယ်ကောင်ကအမိုက်ဆုံးလဲဘယ်ကောင်ကအဝယ်တင်ဆုံးလဲဆိုတာကိုကျွန်တော်ကလက်တွေ့စသက်ပြသပေးသွားမှာပဲဖြစ်ပါတယ်ကောင်းကျို့ဆိုတော့မလို့ဝယ်လိုက်ရအောင်ဆိုတော့စပြီးမဝယ်ခင်မှာ brother တို့အနေနဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ဗီဒီယိုလေးကို like လေးပေးပြီး channel လေးကို subscribe ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာကဲဆိုတော့ပထမဆုံးနေ diamond 200သုံးပြီးတော့ဝယ်မယ်ကောင်းကျို့ let's go ရော့အဲ့လေအိုးကျွန်တော်ဝယ်လိုက်တဲ့အချိန်မှာဒါမျိုးလေးဖြစ်တယ်ပြီးပြီဆိုတော့ point 60ရပါတယ်โอเคနောက်တဲ့ရော့Okay ဆိုရမို့ Saber ဆိုတော့ဓာတ်ပုံစံလေးပေါ်လာတယ်ဗျနောက်တစ်ခုအနေနဲ့ကျွန်တော် Alpha ဝယ်လိုက်မယ်ရော်ဟုတ်ပြီကျွန်တော် Alpha ရဲ့လန်ကြီးပုံစံမျိုးပေါ်လာတယ်ပေါ့နော်အကုန်လုံးကတော့ကျွန်တော် point ရတာအတူတူပဲဗျ60ပဲပြီးပြီဆိုရင်ကျွန်တော်တို့မြင်တဲ့အတိုင်းပဲFreer Legend သူ့ရဲ့ဓာတ်ပုံစံပေါ့နော်ဆိုတော့မို့အကုန်လုံးဝယ်ပြီးသွားပြီဖြစ်တော့ကျွန်တော်အနေနဲ့ဘယ်လဲကောင်ကအလှဆုံးလဲဆိုတော့လက်တွေ့သွားပြီးစမ်းမယ်ကောင်ကြီး let's go မစမ်းခင်မှာကျွန်တော် NAM match resources ဆိုတဲ့ဥစ္စာလေးတွေကိုဝင်လိုက်ပြီးပြီဆိုရင် dynamic portrait ဆိုတာလေးကိုထပ်ဝင်လိုက်ပြအဲ့မှာဆိုရင် dynamic portrait တွေကိုကျွန်တော် legend skin 8ခုစာအတွက်ရောင်းပေးနေတယ်မြင်တဲ့အတိုင်းပဲကျွန်တော်ပထမဆုံးအနေနဲ့Franco dynamic portrait ပဲဖြစ်ပါတယ်ကျွန်တော်မဝယ်ရသေးဘူးဗျ diamond 640တောင်တန်တယ်ဆိုတော့ကျွန်တော်ဒီ dynamic portrait လေးအတွက် diamond 640 brother တို့သုံးမလားမသုံးဘူးလားဆိုတော့ brother တို့ဆုံးဖြတ်ပါကျွန်တော်ကတော့ဝယ်လိုက်မယ်ပေါ့နော်တခါတည်းရော့ let's go ကောင်းညို့မြင်တဲ့အတိုင်းပဲ point က300တောင်ရပါတယ်ခင်ဗျာဆိုတော့မြင်တဲ့အတိုင်းပဲကျွန်တော်တခြား legend စငေတွေအတွက်လည်းရောင်းထားသေးတယ်ဗျကျွန်တော်အလူကက် legend ရောင်းပေးထားတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒါက Johnson legend အတွက်ရောင်းပေးထားတယ် Freer legend အတွက်လည်းရောင်းပေးထားတယ်လေလာအတွက်လည်းပြန်ရောင်းပေးထားတယ်ကျွန်တော် Alpha အတွက်လည်းရောင်းပေးထားတယ်ဗျပြီးပြီဆိုတော့ Fanny Legend နောက်ဆုံးအနေနဲ့ကျွန်တော်တို့Saber Legend အကုန်ရောင်းပေးထားတာပဲဖြစ်ပါတယ်ပထမအောင်ဆုံးအနေနဲ့ Johnson Legend Skin ရဲ့ Radiant Kit လေးတွေကိုကျွန်တော်ဘယ်လောက်ထိလှလဲဆိုတော့ချက်လောက်စမ်းကြည့်မယ်ကောင်းညို့ let's go ကဲမြင်တဲ့အတိုင်းပဲကျွန်တော် game နဲ့ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်ရဲ့ joystick တွေပြီးပြီဆိုတော့ control button တွေအကုန်လုံးကမြင်တဲ့အတိုင်းပဲပြောင်းလဲသွားမှာပဲဖြစ်ပါတယ်ကျွန်တော် item ယူရတဲ့ပုံစံအစတော်တော်လေးမိုက်တယ်ပေါ့နော်မြင်တဲ့အတိုင်းပဲလေ feeling တခုတော့ရတယ်ပထမဆုံးအနေနဲ့ joystick ကိုတစ်ချက် show မယ်ဆိုရင်မြင်တဲ့အတိုင်းပဲ joystick ရဲ့ဘေးနားမှာကျွန်တော် million လေးတွေတောက်နေသလိုမျိုး brother တို့အနေနဲ့တွေးမြင်ရမှာပဲဖြစ်ပါတယ်နဲ့မစိုးဘူးလို့တော့ပြောရမယ်ရပြီးပြီဆိုရင်ကျွန်တော် recall ခေါ်တဲ့ဘေးနားမှာအဝိုင်းလေးတွေကိုအနီအောင်လေးတွေနဲ့ခေါ်ပေးထားတယ်ဆိုတော့မစိုးဘူးလို့ပြောရမယ်ဗျပြီးပြီဆိုရင်ကျွန်တော် control button လေးတွေကိုချက်နှိပ်ကြည့်မယ်ဗျချက် show နှိပ်လိုက်တဲ့အချိန်မှာရောင်ရှေးOh my god ရောင်ကြီးကျွန်တော်အတန်တော့ဖွင့်မထားတော့အတန်ရောကြားရလာတော့ကျွန်တော်မသိဘူးပြကျွန်တော်တို့အတန်ပိတ်ထားရတဲ့အတွက်ကြောင့်မို့ပေါ့နော် brother တို့အတန်ကြားရရင်ကျွန်တော်တို့ချက်လောက်ပြောပေးပါဦးပြီးပြီဆိုရင်ကျွန်တော်တို့ level တွေတက်သွားပြီဆိုရင်မြင်တဲ့အတိုင်းပဲ level ယူတဲ့ဥစ္စာလေးအားစပြောင်းလဲနေတယ်ဆိုတော့ကျွန်တော်ချက်ယူကြည့်လိုက်မယ်ဗျလေရောင်ကြီးအနစ်ကျနေတာပဲမစိုးဘူးလို့နော်ရောင်ကြီး Oh my god ဆိုတော့ဒီအားလေးက diamond 250 diamond 200ပေါ့ဗျာမစိုးဘူးတန်တယ်လို့တော့ခံစားရတယ်ဗျဆိုတော့ကျွန်တော်တို့တခြား radiant kit လေးတွေကိုချက်သွားစမ်းကြည့်အောင်မယ်ဘယ်ကောင်ပိုလာလဲဆိုတာပေါ့နော်ခါမှာတော့ကျွန်တော် Saber Legend Skin ရဲ့ radiant kit လေးတွေဘယ်လောက်ထိလှလဲဆိုတော့ချက်လောက် show မယ်ကောင်းညို့ let's go မြင်တဲ့အတိုင်းပဲ dynamic portrait လေးနဲ့တော့တော်တော်လေးကိုခေါ်တယ်ဗျအလေရောင်ကြီးဒါပေမဲ့ dynamic portrait ကဈေးကြီးတယ်ဗျ650တောင်ပေးရတယ် okay မြင်တဲ့အတိုင်းပဲကျွန်တော် game နဲ့ဝင်လိုက်ပြီးဆိုတာနဲ့သူ့ရဲ့ joystick မှာ oh my god အထဲထဲမှာ Saber လိုမျိုးရင်ပြန်ပုံစံလေး brother တို့မြင်တွေ့ရမယ်ဗျပြီးပြီဆိုတာနဲ့သူ့ရဲ့ joystick ရဲ့လှုပ်ရှားနေတဲ့ညွန်နေတဲ့ဘက်မှာပေါ့နော်မြင်တဲ့အတိုင်းပဲလျှက်စစ်လေးတွေချလစ်ဆိုပြီးမြည်နေတော့ brother တို့နေတွေ့မြင်ရမယ်အလဲရောက်ရင်မစိုးဘူးကမြင်တဲ့အတိုင်းပဲကျွန်တော်တို့ joystick လေးကိုချက်လောက်နှိပ်ကြည့်အောင်ကောင်းယူ let's go 1 2 3 short okay ရောက်ရင် joystick လေးတစ်ချက်နှိပ်လိုက်တဲ့အချိန်မှာမြင်တဲ့အတိုင်းပဲဓာတ်လိုက်သွားသလိုမျိုးလျှက်စစ်တွေကူးသွားတော့ brother တို့နေတွေ့မြင်ရမယ်ဗျ oh my god အဲ့ကတော့အနစ်ကြတယ်ရောက်ရှေ oh my god အနစ်ကတော့ကြာသွားပြီဆိုတော့ကျွန်တော် level လေးတစ်ချက်ယူကြည့်မယ်ကောင်းယူရော1 2 3 okay level ယူကတော့ဒါအများကြီးထူးထူးဆန်းဆန်းတော့မရှိဘူးပြကျွန်တော်ကတော့ဒီ joystick တောင်ဖြစ်နေပြီဒီ control button လေးပေါ့နော်ကျွန်တော် enemy ကိုတိုက်ခိုက်တဲ့အခါမှာနှိပ်တဲ့ဒီ control button လေးကတော့တော်တော်လေးအနစ်ကျတယ်ဗျမြင်တဲ့အတိုင်းပဲကျွန်တော်တို့ဘယ်လိုပြောမလဲလျှက်စစ်အမဲအောင်နေတောင်ပါတယ်တော်တော်လေးမိုက်တယ်ဗျ
ဆိုတော့မလို့ကျွန်တော် level အပြည့်ယူကြည့်မယ် okay ဒါတော့ level ယူလိုက်တဲ့အချိန်မှာလူမျိုးလေးခံစားရမယ် okay ကောင်းကြီးတို့မစိုးဘူးကျွန်တော်ကတော့ဂျွန်ဆင်တဲ့ဒီ saver ရဲ့ radiant kit လေးကိုပို့ပြီးတော့ကြိုက်တယ်ပြီးပြီဆိုရင်ကျွန်တော် item ယူတဲ့နေရာမှာတော့မြင်လားမသိဘူး item လေးရဲ့ဘေးပတ်လည်မှာလျှက်စစ်လေးတွေ oh my god အနစ်ကြတယ်ရောက်ရင်ကျွန်တော်တော့ saver ကိုပို့ပြီးတော့ကြိုက်နေတယ်ဗျဒါပေမဲ့လည်းနောက်ထပ်စမ်းစရာနှစ်ကောင်ကျန်နေတယ်ထပ်ဆမ်းမယ်ကောင်းကြီး let's go ဒါမှမဟုတ်ကျွန်တော်တို့ alpha legend skin ရဲ့ radiant kit လေးတွေကိုထပ်ပြီးတော့စမ်းကြည့်မယ်ကောင်းကြီးကျွန်တော်ကတော့saver ကိုတော်တော်လေးကြိုက်နေတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ alpha ဘယ်လောက်ထိလှလဲဆိုတော့ကျွန်တော်ချက်လောက်တော့ show မယ် let's go ကောင်းကြီးမြင်တဲ့ time နဲ့ကျွန်တော် gain နဲ့ဝင်လိုက်ပြီဆိုတော့ oh yo ဒီ alpha ရဲ့ကျွန်တော် radiant kit အယောင်ကတော်တော်လေးကို dark ဖြစ်တာကို brother အနေနဲ့တွေးမြင်ရမယ်ဗျာ brother က dark theme တွေကြိုက်တယ်ပြီးပြီဆိုတော့ purple အယောင်ဘက်ကိုခရမ်းယောင်ဘက်ကိုကြိုက်တယ်ဆိုရင်ဒါလေးကတော်တော်လေးအနစ်ကြမယ်မြင်တဲ့ time နဲ့ကျွန်တော် joystick ရဲ့အလဲတဲတဲမှာမီးအိမ်ပုံစံမျိုးလေးကိုကျွန်တော်တွေးမြင်ရတယ်ဗျာဆိုတော့ joystick လေးတစ်ချက်လောက်ရွှေ့ကြည့်မယ်okay ကျွန်တော် saver လိုမျိုးကျွန်တော်လျှက်စစ်တောက်တာမဟုတ်ဘဲနဲ့ဒီချိန်မှာနင်းစီဝင်ဘက်လေးပန်းပွင့်ဘက်လေးတွေပေါ့နော်မြင်တဲ့အတိုင်းပဲ joystick ရဲ့ဘေးနားမှာလှုပ်ရှားနေတယ်ဗျာ brother တို့မြင်လားမသိဘူး oh my god တော်တော်လေးမိုက်တယ်ပြီးပြီဆိုတော့သူ့ရဲ့ကျွန်တော်တို့ control button တစ်ချက်လောက်နှိပ်ကြည့်မယ်ကောင်းကြီး let's go ရော့ okay control button တစ်ချက်နှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့မြင်တဲ့အတိုင်းပဲအိုးအနက်ရောင်အငွေ့တွေနဲ့ပြီးပြီဆိုတော့ဒီလိုမျိုးဝိုင်းသွားတယ်ပေါ့နော်ဒါလေးလေသူ့အလေးနဲ့သူတော့မစိုးဘူးဗျ oh my god အနစ်တော့ကြားတဲ့ထဲမှာတော့ပါတယ်ဆိုတော့ level လေးတစ်ချက်လောက်ယူကြည့်မယ်ကောင်းကြီး let's go 1 2 3 okay level ယူလိုက်တဲ့အချိန်မှာလေအိုးရော level ယူလိုက်တဲ့အချိန်မှာဒီကောင်လေးကပို့ပြီးတိတာသလိုပဲနော်ချက်ယူကြည့်မယ်ကောင်းကြီး let's go ရှုပ်မြင်လားမသိဘူးဘေးနားမှာကျွန်တော်အဖက်လေးတွေအဲ့လိုမျိုးလေးတွေကောင်းကြီးလို့ဟဲ့အောင်ရှေ့မစိုးဟာဒီကောင်လေးကလည်းဆိုတော့ကျွန်တော် item ယူတဲ့နေရာမှာလည်းမြင်တဲ့ time ပဲဘေးနားမှာအိုးရောနည်းနည်းတော့ရွေးခတ်သွားပြီကျွန်တော်တို့က saver ကိုလည်းကြိုက်မိတယ်ဒီကောင်လည်းနည်းနည်းတစ်မျိုးလေးဆိုတော့ကြိုက်တယ်ဗျာဒါပေမဲ့နှစ်ခုတည်းကတစ်ခုရွေးဆိုရင်ကျွန်တော်အနေနဲ့နည်းနည်းတော့ခတ်သွားပြီနောက်ဆုံးအနေနဲ့ကျွန်တော် Freya Legend Skin ရဲ့ Radiant Kit လေးတွေဘယ်လောက်ထိလှလဲချက်လောက် show မယ်ကောင်းမျိုး let's go ကဲမြင်တဲ့အတိုင်းပဲကျွန်တော် gain နဲ့ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ alpha လောက်တော့ခရမ်းရောင်တအားကြီးဒါမဖြစ်ဘူးပေါ့နော်ဒါလည်းခရမ်းရောင်ပုံစံတစ်မျိုးလေးပဲသုံးပေးထားတယ်မြင်တဲ့အတိုင်းပဲသူ့ရဲ့အလဲမှာ joystick ရဲ့အလဲမှာကတော့သူ့ရဲ့ဒိုင်းကပုံစံလေးတို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော် joystick လေးကိုချက်လောက်ရွှေ့ကြည့်မယ် okay ohဆိုတော့အကြောင်းမို့ तू ကတော့ဘလူလေးလဲတော့မသိဘူးဗျကျဲမုံလေးတွေလွင့်နေတယ်လို့မျိုးတော့ခံစားရတယ်သူ့ရဲ့ joystick ရဲ့ဘေးနားမှာပေါ့နော်ဆိုတော့ကျွန်တော်သူ့ရဲ့ဒီ control button လေးကိုချက်နှိပ်ကြည့်မှာကောင်းမျိုး let's go ရော့ okayအိုးယောဒီ control button อ่ะရောင် saver ထက်လျှက်စစ်တွေပို့ထွက်နေတာဟေးအောင်ရှေ့ oh my god ချိုးလာအောင် oh my god ဒီရဲ့ joystick ကိုကျွန်တော်တအားကြီးတော့သဘောမကျဘူးဆိုပေမဲ့ဒီ control button မှာတိုက်ခိုက်တဲ့ button လေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုမြင်တဲ့အတိုင်းပဲ brother တို့အိုးရောင်ကြီးအနစ်ကျနေပြီဆိုတော့ကျွန်တော် scale လေးချက်ယူကြည့်မယ်ရော okay ရောင် scale လေးယူလိုက်တဲ့အချိန်မှာလည်းမိုက်တယ်နော်ဖုံးဆိုတော့မိုက်နေပြီကွာမစိုးဘူးကျွန်တော်အနေနဲ့ diamond 200နဲ့အခုချိန်မှာဝယ်မယ်ဆိုရင်တော့ကိုကြိုက်တဲ့ legend skin တစ်ကောင်ရဲ့တစ်ခုလောက်ကိုတော့ဝယ်ထားသင့်တယ်ဗျာမြင်လားအနစ်တော်ကြတယ်ဗျာမြင်တဲ့အတိုင်းပဲကျွန်တော် item ဝယ်တဲ့နေရာဘေးနားမှာလည်းပဲသူကခင်းအောင်အနုလေးပတ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဒီမှာတော့ကျွန်တော်ကြိုက်မိတာကဘာကြိုက်မိလဲဆိုတော့ဒီ joystick တောင်ဖြစ်နေပြီကျွန်တော်အနေနဲ့ဒီ control button လေးကိုနှိပ်လိုက်တဲ့အချိန်မှာဒီအနက်ရောင်သိရမလားဒါမျိုးလျှက်စစ်တွေထလာတာမျိုးကတော်တော်လေးကိုမိုက်တယ်လို့ကျွန်တော်ကတော့ထင်တယ်တခြား joystick တို့ဘာလို့ကျွန်တော်တိတ်တော့မကြိုက်ဘူးဗျဆိုတော့ကြောင့်မို့ကျွန်တော်အနေနဲ့ဒီသုံးခုလုံးကိုရှင်းမယ်ဆိုရင်ဘယ်ဟာကိုအကြိုက်ဆုံးလဲလို့ပြောမယ်ဆိုရင်ကျွန်တော်ကနည်းနည်းဓာတ်ဖြစ်တာကိုကြိုက်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကတော့ alpha legend skin ရဲ့ radiant kit ကိုတော့ကျွန်တော်အကြိုက်ဆုံးပဲလို့ပြောရမယ်ဗျဆိုတော့ brother တို့ရောဒီ၄ခုတည်းကဘယ် radiant kit ကိုအကြိုက်ဆုံးလဲဆိုတော့ကိုမမှာချက်လောက်ရေးပေးခဲ့ကျွန်တော်ထင် saver ကြိုက်တဲ့လူတွေတော်တော်များမယ်လို့တော့ထင်တယ်ဗျကျွန်တော်အနေနဲ့ကတော့ကျွန်တော်က alpha ပဲရွေးလိုက်ပါမယ်ဆိုတော့ brother တို့အနေနဲ့ဘာရွေးမလဲကိုမမှာချက်ရေး okay လား